Squid Game Series တဲကအယုံမကတော့ကစားသမားတွေလှုပ်ရှားတာမလှုပ်ရှားတာအောင်စစ်ဆေးပြီးစီးမြင့်ဖောက်ပြီးလှုပ်ရှားမှုလုပ်တဲ့ကစားသမားတွေကိုတတ်ဖို့ရွေးပေးတာဖြစ်ပါတယ်။ဒါပေမဲ့တီဆာကူရာစကူတဲက Squid Game အယုံမကတော့အဲ့လိုမဟုတ်ပါဘူး။သူကိုယ်တိုင်လူတွေကိုတတ်လို့ရနေပါတယ်။အဲ့ဒါအပြင်တီထဲကအယုံမက Original Series ကအယုံမထက်ပိုလဲချော့ပါတယ်။အဲ့ဒီလိုပိုချောသလိုပိုလဲဆိုးပါတယ်။ဆိုတော့ဆာကူရာစကူဆက်လန်းတွေများများတင်အောင်လို့channel လေးကို subscribe ဗီဒီယိုလေးကို like လေးပေးထားခဲ့ပါအခုတော့စလိုက်ရမှာရှင်ဒီနေ့ကတော့ရုံးပိတ်ရက်ဖြစ်ပြီးအရှမ်းကိုတာယာလှပတဲ့မနက်ခင်းလေးတစ်ခုဖြစ်ပါတယ်နေရလဲတာနေတယ်လို့မိရလဲတခြားနိုင်ငံမှာမလို့ဂျပန်လိုကြီးပဲလာနေတာဖြစ်ပါတယ်ဒါကြောင့်မဲနာအိုမီလဲ Squid Game Series ကိုအေးအေးဆေးဆေးကြည့်နေခဲ့တာပေါ့ဟဲဒီ series ကတော်တော်ကြီးလို့ကောင်းတာပဲဒီလောက်ကောင်းမယ်လို့တောင်မှမထင်ထားဘူးအေးဒီရုံးမလေးကလည်းလှလိုက်တာလုံရောနေအောင်ဒီအယုံမောင်ငါဝယ်ပြည့်အောင်မယ်အဲ့ဒီလို Squid Game Series ကိုကြည်လိုက်မုံစားလိုက်အိတ်လိုက်နဲ့ပဲတနေ့ကုန်တနေ့ကန်အချိန်တွေဘလို့ကုံသွားမှန်းတော့မသိလိုက်ပါဘူးအဲ့ဒီလိုနဲ့ညဘက်ကိုရောက်သွားပါလေရောညဘက်ရောက်သွားမှပဲနာအိုမီတယောက်လဲ Squid Game Series တဲကအယုံမောင်ဝယ်ဖို့ shopping website တွေတစ်ခုပြီးတစ်ခုလိုက်ကြည့်နေပါတော့တယ်နောက်ဆုံးမှာတော့နာအိုမီကြိုက်တဲ့ Squid Game အယုံမောင်တွေ့သွားခဲ့တာမလို့အဲ့ဒီအယုတ်ကို order မှာပြီးအိတ်လိုက်ပါတော့တယ်အယုတ်ကချက်ချင်းတော့မရပါဘူးနောက်ထပ်3ရက်လောက်ကြာသွားပါတယ်အဲ့ဒီ3ရက်မြောက်ညမှာတော့မိုးတွေကရွာနေခဲ့ပါတယ်အိမ်မှာတော့နာအိုမီရဲ့သမီးလေးနီအိုမာပဲရှိတာပါနီအိုမာရဲ့ဖေကတော့ပတ်စံနဲ့အများရှာဖို့ခရီးထွက်သွားပြီးစူးစမ်းပန်းစားအလုပ်တွေလုပ်ရင်အခုတော့နောက်မိန်းမယူသွားပါပြီစိတ်တက်မကြတဲ့နာအိုမီနဲ့နီအိုမာသားမီးနှစ်ယောက်ကတော့ပျော်ပျော်ပဲနေနေကြတော့မှအခုတော့ညချင်းမင်းကြီးနာအိုမီရှောက်ရှောက်မှာထားတဲ့ Squid Game အယုံမကြီးရောက်လာခဲ့ပါပြီနီအိုမာလည်းတကားပဲလ်တန်ကြားလိုက်တာမလို့ထသွားခဲ့ပါတယ်အပြင်ဘက်မှာတော့တစ်တောင်ရှိကြီးတစ်လုံးကလွဲလို့တခြားပါကိုမှမတွေ့ရပါဘူး။နီအိုမှာလည်းတစ်တောင်သိချကြည့်လိုက်တော့အထဲမှာ Squid Game ထဲကအယုံမကိုမြင်လိုက်ရပါတော့တယ်။ကြည့်ရတာဒါအမေလက်ချက်ပဲနေမယ်။အမေက Squid Game Series ကြည့်ပြီးတဲ့ကနည်းနည်းလွတ်ချင်နေတာ။အခုလည်းအယုံမကြီးမှားထားတာအမေပဲနေမယ်။အဲ့ဒီနောက်တော့နီအိုမှာတယောက်တည်းဒီအယုံမကြီးကိုအိမ်ထဲရှူလာပြီးအခန်းထဲကတောင်တောင်မှာချထားလိုက်ပါတယ်။အမေဒီအယုံမလည်းဒေလည်းအသက်ဝင်လာပါလားသူမျက်လုံးကြီးတွေကငါ့ကိုလိုက်ကြည့်နေတယ်လို့ပဲဒီအယုံပုံစံဆိုးတော့မဆိုးပါဘူးငါမေရွေးတက်သားပဲနီအိုမာကန်ကောင်းတာတစ်ခုကတော့အယုံမကနီအိုမာလှုပ်မလှုပ်စစ်နေတော့နီအိုမာကငြိမ်နေတာဖြစ်ပါတယ်မဟုတ်ရင်တော့အဲ့ဒီညမှာတင်အယုံမကနီအိုမာကိုအဆုံးသက်ပေးပြမှာဖြစ်ပါတယ်အဲ့ဒီညကတော့တခြားထူးဆန်းတာဘာတစ်ခုမှမဖြစ်သွားပဲအေးအေးဆေးဆေးပဲပြီးဆုံးသွားခဲ့ပါတယ်နောက်ရက်မနက်မှာတော့နီအိုမာရဲ့အမေနာအိုမီကဟင်းတွေချက်နေပါတယ်ဟင်းချက်နေတာမလို့ငြိမ်ငြိမ်နေလို့မရပါဘူးနာအိုမီငြိမ်ငြိမ်နေလို့မရတာကိုကြည်မြတော့တာကတော့သူဝယ်ထားတဲ့ Squid Game အယုံမပါပဲအဲ့ဒါကြောင့်ရှုံမကပိုကူဝါတချင်းကိုစိုးလိုက်ပါတော့တယ်နာအိုမီလည်းအယုံမရဲ့တချင်းကိုကြားသွားတော့ထူဆန်းသွားတော့တာပေါ့အယုံမနာမှာဘသူမှလည်းမရှိဘာမှလည်းမလုပ်ပဲအယုံမကသူ့ဘာသာသူတချင်းထဆိုလာတာပါအဲ့ဒါကြောင့်နာအိုမီလည်းအယုံမနာကိုမိဖို့ကြောင့်တုံးကျက်သွန်လီတာကြီးနဲ့တတိထားပြီးကတ်လာပါတယ်။ဟိုးဒီအယုံမမိုက်တာပဲဇလန်ထဲရလို့တချင်းနေပါဆိုသေးရဲ့ဟာဘယ်ဆိုးလို့တော့ဒီအယုံမဘာတွေချက်လောက်တက်သေးတော့မသိဘူး။အယုံမကနာအိုမီကိုအစကတည်းကမျက်စိနှောက်နေတာအခုတော့သူ့နားကြီးအောင်ပါလာလုံနေတာမလို့မျက်လုံးထဲကလျှို့ဝှက်တနတ်နဲ့နာအိုမီကောင်းကိုပြစ်ထည့်လိုက်ပါလေရောအဲ့ဒီအချိန်မှာတော့နီအိုမာကသူ့ခန်းထဲမှာဖုန်းသုံးနေတာဖြစ်ပါတယ်။ကိုဆော့စ်ကတရေဆက်လန်းတွေကြည့်နေတာပါ။ဒါပေမဲ့လည်းတနတ်တန်အောင်ကြားလိုက်ရတာမလို့သူလည်းတော်တော်လေးကိုလှန့်သွားခဲ့ပါတယ်။တနတ်တန်ကလည်းအိမ်ထဲကပါပဲ။အဲ့ဒါကြောင့်ချက်ချင်းထသွားဖို့လှုပ်လိုက်ပါတယ်။ဒါပေမဲ့အခန်းထဲမှာသူမြင်လိုက်ရတာကတော့သူ့မိကတနတ်နဲ့ပြက်တက်ခံထားရတာဖြစ်ပြီးသွေးတွေကလည်းမြင်မကောင်းအောင်ထွက်နေပါတယ်။နီအိုမာကအကျဲကြီးကိုအော်လိုက်ပါတယ်။အမေဘလို့ဖြစ်တာလဲလောက်ကြပါအောင်အမေဘသူတနက်နဲ့ပြစ်သွားတာလဲနီအိုမာအော်နေလဲအလကားပါပဲသူ့အမေကအသက်မရှိတော့ပါဘူးဒါပေမဲ့နာအိုမီကိုဘသူတတ်သွားလဲဆိုတာဘသူမှအတိအကျမသိပါဘူးအယုံမကလည်းသူ့ရဲ့တနတ်တွေကိုဖွက်ထားနိုင်တာနဲ့အယုံမကလူတက်တယ်ဆိုတာကြီးကမဖြစ်နိုင်တာမလို့လူတက်တရခံကမပေါ်သွားခဲ့ပါဘူးလောလောဆယ် Squid Game Series ရဲ့လျှို့ဝှက်ချက်အကြောင်းတွေကိုမသိသေးရင်ဒီ channel မှာကြည့်လို့ရနေပါပြီနော်နောက်ထပ်တလကြာသွားပြီးညတညောက်ရောက်သွားတဲ့ခါမှာတော့မိုးတွေကရွာနေခဲ့ပါတယ်
အဲ့ဒီညမှာတော့နီအိုမာတယောက်တည်းညစာစားနေခဲ့တာပါအရင်ကသူ့အမေချက်ပေးတာဆိုပေမဲ့သူ့အမေမရှိတော့တဲ့နောက်သူ့ဘာသာသူလိုင်းပေါ်ကဟင်းချက်နည်းတွေရှောက်ကြည့်ပြီးချက်စားနေတာဖြစ်ပါတယ်သူ့အမေဝယ်ထားခဲ့တဲ့အယုံမကတော့အခုချိန်ထိရှိနေတော့ဖြစ်ပါတယ်ဒီအယုံမကနာအိုမီကိုတတ်ပြီးကလေးကငြိမ်နေတာပါဒါပေမဲ့ဒီညတော့သူကမငြိမ်တော့ပါဘူးလူသက်ချင်စိတ်တွေပေါက်နေပါတယ်အဲ့ဒါကြောင့်ပဲဒီအယုံမကဘိုကူဝါတချင်းကိုအော်ဆိုပါလျောနီအိုမာလည်းကြောင်သွားတာပေါ့အယုံမကခါတိုင်းအေးဆေးပဲဆိုပေမဲ့ဒီညမှာသူ့ပါသူဘလို့လောက်ပြီးတချင်းတွေထဆိုနေမှမသိတော့ပါဘူးအဲ့ဒါကြောင့်နီအိုမာလည်းညစာစားတာကိုခဏရက်လိုက်ပါတယ်ပြီးတာနဲ့သူကအဟောင်းပစ္စည်းရောင်းတဲ့ဆိုင်ကိုချက်ချင်းဖုန်းဆက်လိုက်ပါတော့တယ်အသစ်ဆက်ဆက်ယုံမကိုအဟောင်းစီးနဲ့ပြန်ရောင်းပစ်လိုက်တာမလို့ဝယ်တဲ့သူကလည်း10မိနစ်တောင်မကြာအိမ်တိုင်ရာရောက်ဝယ်သွားတာဖြစ်ပါတယ်မြန်လာယူပေးလို့ကျေးဇူးပါရှင်ရတယ်နောက်ထပ်အရုပ်တွေရှိရင်လဲကျွန်တော်ပဲဖုန်းခေါ်လိုက်နော်ကျွန်တော်ဝေမယ်နီအိုမာကအတော်လဲတဲ့ကောင်မလေးပါပဲသူကတော့အယုံမကတရေပူနေပြီးထင်မင်းချက်ချင်းကိုရောင်းစားပြစ်တာဖြစ်ပါတယ်အဲ့ဒီညမှာတော့နီအိုမာကစောစောအိပ်ပြီးအနားယူဖို့လှုပ်လိုက်ပါတယ်ဒါပေမဲ့သူအိတ်မပြောသေးခင်မှာပဲစကွစ်ကဲအယုံမရဲ့ပိုကူဝါတချင်းတန်ကြီးကိုတခါကြားလိုက်ရပြန်ပါတယ်သူ့အိမ်မှာတော့မိဝါလို့ခေါ်တဲ့ကြောင်မဲတစ်ကောင်ပဲရှိတာပါအဲ့ဒီမိဝါကတော့နီအိုမာတက်အဆောင်ဖြစ်ပါတယ်သူကထူးဆန်းတဲ့ပိုကူဝါတချင်းကြောင့်အိမ်ကိုစစ်ဆေးပေးနေတာပါအဲ့ဒါကြောင့်နီအိုမာလည်းသူ့ကြောင့်မိဝါကိုစိတ်ချလက်ချထားပြီးအိတ်လိုက်ပါတော့တယ်တိတ်မကြပါဘူးတနက်တန်ကြီးတစ်ချက်နဲ့ကြောင်អော်လိုက်တဲ့တန်ကိုကြားလိုက်ရတာမလို့နီအိုမာလည်းလှန့်နိုးသွားပါတော့တယ်နီအိုမာလည်းအိမ်မြတော့တာမလို့အပြင်မှာဘာဖြစ်လဲကြည့်ဖို့ထွက်လာခဲ့ပါတော့တယ်အဲ့ဒီလိုထွက်လာတဲ့အခါမှာတော့သူ့ရဲ့ကြောင်မဲမိဝါကြီးတနက်နဲ့ပြစ်ခံရပြီးသေနေတာကိုပဲမြင်လိုက်ရပြန်ပါတယ်အိတ်ချင်မိုးတူဖြစ်နေတဲ့နီအိုမာတယောက်သူ့ကြောင်သူမြင်လိုက်ရပြီးမျက်လုံးတွေပါပြုတ်ကြမတက်ပြူးထွက်လာပါတော့တယ်ကြောင်သေးတာထက်ထူးဆန်းတာကတော့အယုံမပါပဲအယုံမကသူ့ရောင်းစားခဲ့ပေမဲ့သူ့ရဲ့အိမ်ထဲကိုပြန်ရောက်လာပြီးအရင်ထပ်ထားတဲ့နေရာကိုပြန်ရောက်နေတာပါဒါပေမဲ့အဲ့ဒါကနီအိုမာစိတ်ဆွဲနေတာပါသူမြင်ခဲ့ရသမျှကအိမ်မက်ပဲဖြစ်ပါတယ်ရောင်းစားခဲ့တဲ့အယုတ်ကသူ့ဘာသာသူပြန်ရောက်လာစရာအကြောင်းမရှိပါဘူးမနက်ကိုလည်းရောက်သွားပါပြီနီအိုမာလက်နုံနုံချင်းမှာပဲတကားဘဲလ်ကမြည်လာတာမလို့နီအိုမာလည်းအိမ်ငန်းထဲကနေအပြင်ကိုထွက်သွားလိုက်တဲ့ခါမှာတော့တက်တာရှည်ကြီးတစ်လုံးထဲမှာထည့်ထားတဲ့အယုံမကြီးကိုတွေးလိုက်ရပြန်ပါတယ်နီအိုမာတယောက်တော့ပစက်တွေတောင်ပြန်ပိတ်လို့မရအောင်အကျယ်ကြီးဟပြီးကြောက်နေတာဖြစ်ပါတယ်အခုဆိုရင်အယုံမကြီးကသူ့ရဲ့ကိုယ်ပိုင်တခြင်းဖြစ်တဲ့ပိုကူဝါတခြင်းကိုစဆိုနေပြီဖြစ်ပါတယ်နီအိုမာတယောက်အယုံမကြီးလက်ထဲကတခါလွတ်နိုင်ပါမလားကောမန့်မှာရေးပေးခဲ့ပါအောင်နော်အခုလိုဆာကူရာစကူးဆက်လန်းတွေနဲ့တခြားဟော်ရာဗီဒီယိုတွေကိုကြိုက်တယ်ဆိုရင်တော့ channel လေးကို subscribe နဲ့ဗီဒီယိုလေးကို like လေးပေးထားခဲ့ပါနောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ကြရမှာရှင်